လက်ဝါးပြင်ရဲ့ဒီလက်ဖက်နောက်နားမှာပေါ့နော်ဂျာဖူးပါတယ်ဂျာဖူးပါပြီးတော့ဂျာဖူးကလည်းဒီဘယ်ညာပါနေတယ်ပေါ့နော်ဒီလိုလက္ခဏာရှိနေကိုဒါဒီနေ့မှာမြောက်ပေးသွားမှာဖြစ်တယ်ပုံမှန်စရာပြပေးထားတယ်လက်ဖက်နောက်နားမှာဂျာဖူးဘယ်ရောညာရောပါနေတယ်ဒီလိုလက္ခဏာရှိနေကခံရမ်းကိုကောင်းတဲ့ထဲမှာပါတယ်သူတို့မှာကံထောက်ကူရှိနေဆိုတာကိုပြတယ်ပေါ့နော်အဓိကကတော့ဘာတွေအကျိုးရနိုင်လဲဆိုတော့ဘဝမှာချမ်းချမ်းသာသာနဲ့ပြည့်ပြည့်စုံစုံနေရနိုင်မဲ့ကံအထီကိုသူတို့မှာအားကောင်းနေတာတွေ့ရတယ်အဲ့တော့ချမ်းသာပြည့်စုံမှုရနိုင်တယ်ဆိုတဲ့အဟောကိုပြပေးထားတယ်ငွေကြီးပိုင်းနဲ့ပတ်သက်ရင်လည်းငွေကြီးကံဒီအရန်ကိုမှကောင်းစေတယ်ငွေအဖက်ဖက်ကဝင်တာမျိုးတွေကိုအလုတ်ကဝင်တာမျိုးတွေတခြားသောကံကောင်းမှုကနေရတာမျိုးတွေကိုဒါဆိုလိုတာပေါ့နော်အဲ့တော့ငွေကြီးကံအရန်ကိုကောင်းတယ်ငွေကြီးနဲ့ပတ်သက်ပြီးဘဝမှာထောက်ကူကောင်းကောင်းရမယ်ဆိုတာကိုပြတယ်ဘဝမှာငွေအမြောက်များဝင်မယ်အစဉ်ပြပြနဲ့ကောင်းမွန်စွာနဲ့ပေါ့နော်ဘဝမှာတရားတတ်တဲ့လက္ခဏာဖြစ်တယ်ဘယ်ညာပါနေတဲ့အတွက်ကြောင့်သူတို့ကကံရမ်းကိုကောင်းတယ်လို့ပြောပြရတယ်သူတို့ရမယ့်အကျိုးတွေကပေါ့နော်ဘဝမှာတည်မြဲမယ်ရည်ရှိအတွက်ကိုပို့ပြီးကောင်းစေနိုင်တယ်ဆိုတာကိုဒါပြပေးနေတာဖြစ်တယ်ဒါကဘယ်ညာရဲ့အားသာမှုပေါ့နော်ဘယ်ညာပါတဲ့အတွက်ကြောင့်အားသာမှုဖြစ်တယ်ရည်ရှိမှာပို့ပြီးတော့ဘဝမှာရနိုင်တယ်ဆိုတာကိုဟောထွက်တယ်နောက်ပြီးတော့သူတို့အသက်ကြီးပိုင်းရောက်တဲ့အခါမျိုးမှာလည်းကံကပို့ပြီးတော့အထောက်အကူတွေကောင်းလာမယ်ကံကြီးကတဖြည်းဖြည်းမြင့်မားလာမယ်ပေါ့နော်အဲ့ဒါကိုပြတာဖြစ်တယ်ဩဇာတကံကောင်းနေမယ်ဆိုတဲ့အဟောကိုထွက်တယ်ဩဇာတကံဆိုတာကတို့ရဲ့ဘဝမှာကျမ်းမာရေးစသဖြင့်စီးပွားရေးစသဖြင့်ငွေကြေးစသဖြင့်ဒီအရာတွေနဲ့ပတ်သက်ပြီးကံကောင်းမယ်ဆိုတာကိုပြပေးထားတယ်ကျမ်းမာရေးလည်းအထောက်အကူပေးနိုင်တယ်အသက်ရှည်ခြင်းကိုထောက်ကူပေးထားတယ်ဆိုတာကိုသူကပြပေးထားတယ်ပေါ့နော်ဒါကတော့တခြားသောလမ်းကြောင်းတွေကြည့်ပြီးအားနည်းမှုအာသာမှုကိုထပ်ပြီးပြောလို့ရတယ်ပေါ့နော်အဲ့တော့ကြာမှုပါလို့ရှိရင်ကံကျိုးပြီးတွေဘဝမှာကောင်းနေမယ်ကျေဝရှမ်းသာတဲ့အထီကိုပိုင်ဆိုင်နိုင်တယ်ပေါ့နော်ကျေဝရှမ်းသာမှုရရှိမယ်ဆိုတာကိုပြတယ်အစီအပြေနေရမယ်အစီအပြေပြီးလုံနေရမယ်ဆိုတာကိုပြတယ်ငွေကြီးကံတွေကောင်းနေမယ်နောက်ပြီးတော့ဒီကြာမှုကထီနဲ့လည်းအကျိုးပြုအဆက်တယ်ထီတွေထိုးလို့ရတယ်ထီတွေကန်ဆန်းလို့ရတယ်ထီတွေပေါက်သလိုဘဝမှာငွေကြီးအမြောက်များရမယ်ထီနဲ့အဆက်အကျိုးပြုတယ်ဆိုတာကိုပြပေးနေတာဖြစ်တယ်နောက်တစ်ချက်ကကြတော့တော်တော်လေးကောင်းတဲ့ထဲမှာပါတဲ့အတွက်ကြောင့်သူကဖုံးကန်မြင်မာတဲ့သူတွေမှာလည်းဒီလိုကြာမှုကိုတွေ့ရတတ်တယ်ပေါ့နော်ကံနေမြင့်နေတာကံနေကောင်းတာစသဖြင့်ပေါ့နော်ဒီဟာနဲ့ပတ်သက်ပြီးမြင်မာထင်ရှားတဲ့မှတ်သားတွေထဲမှာလည်းဒီဟာပါတယ်အဲ့တော့ကံကောင်းတဲ့ထဲမှာပါတယ်လို့အဓိကမှတ်သားထားပေးပါနောက်တစ်ချက်ကအိမ်အောင်ပြုရဲ့အခါမျိုးမှာလည်းအိမ်အောင်ဘက်ကောင်းတယ်စုံတွေ့တတ်တယ်ရရှိတတ်တယ်ပေါ့နော်အိမ်အောင်ဘက်ကောင်းတယ်စုံဝန်းနိုင်တယ်ဆိုတဲ့ကံကိုပြတယ်တော်လေးပြည့်စုံဖြစ်နေတဲ့ခြားဖို့အမှန်သားဖြစ်တယ်အဲ့တော့ဘယ်ညာပါနေတဲ့အတွက်ကြောင့်ဘဝမှာပို့ပြီးတော့ရရှိနိုင်မယ်သူတို့ရဲ့အကျိုးတွေကိုပေါ့နော်ပုံမခံစားရမယ်ဆိုတော့ပြနေတာဖြစ်တယ်အဲ့တော့ကိုယ့်ရဲ့လက်မှာဘယ်ညာပါလားတက်စီကြည့်လို့ရတယ်ဘယ်ညာမပါရင်တော့ဘယ်မှာပါလားညာမှာပါလားတက်စီကြည့်လို့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါ